ရှေ့ပလန်နဲ့အဝုန်းခံနေရတဲ့ရိုနယ်ဒိုရှိရင်မေဂျာလိကပိုကြီးကျယ်မယ်လို့ပြောခဲ့တဲ့အင်တာမိုင်ယာမီကစားသမားဟောင်းပေးသမျှလုံးပဲမင်္ဂလာပါဧကရစ်စပေါ့ဇုံကနေကြိုဆိုပါရစေကမ္ဘာဘောလုံးလောကမှာနှစ်ပေါင်းများစွာဩဇာရှိဆုံးအငင်းပွားစရာအကောင်းဆုံးခေါင်းစဉ်တစ်ခုဖြစ်တည်ရှိခဲ့တဲ့မက်ဆီလာရိုနယ်ဒိုလာဆိုတဲ့အမေးဟာဘောလုံးကွင်းတွေကနေမီဒီယာလောကအထိကိုပြန့်နှံ့နေခဲ့တာကကြာခဲ့ပါပြီလက်တလုံးမှာလည်းမေဂျာလိကလပ်အင်တာမိုင်ယာမီအသင်းကစားသမားဖြစ်သူဘရက်ရှီယာရဲ့စကားတွေကြောင့်ဒီအငင်းပွားမှုကပိုပြီးတော့ရှုပ်ထွေးလာခဲ့ရပါတယ်ရှီယာကဘာပြောခဲ့တယ်လဲဆိုရင်တော့စီယိုနယ်ဒိုနဲ့ဆိုရင်မေဂျာလိပေါ်မှာမက်ဆီတက်ပိုကြီးမားတဲ့သက်ရောက်မှုတွေပေးနိုင်ပါမယ်လို့ကျွန်တော်ထင်ပါတယ်မက်ဆီကိုမလေးစားတာတော့မဟုတ်ပေမဲ့မက်ဆီကအရန်ကိုအနေအေးလုံးပါတယ်သူကအင်္ဂလိပ်လိုတော့ကောင်းကောင်းမပြောတတ်သေးပါဘူးဒါကြောင့်ရိုနယ်ဒိုကမီဒီယာရှေ့ဖန်နေရှင်းမှာပို့ပြီးတော့ကိုလုံးကိုထဲပို့ပြနိုင်မှုပေါ်ပါတယ်အင်္ဂလိပ်လိုအင်တာဗျူးဟိုနေနဲ့ဒီနေနဲ့ဖြေလိုက်တဲ့နဲ့တင်သက်ရောက်မှုကနေထိုင်နဲ့ပိုကြီးသွားနိုင်ပါတယ်ဆိုပြီးတော့ဖြစ်ပါတယ်ဒီလိုစကားလုံးတွေထွက်ပေါ်လာတော့မက်ဆီပိတ်သက်တွေကလက်ပိုက်ကြည့်နေကြပါမလားလုံးဝမဖြစ်နိုင်ပါဘူးမေဂျာလိကိုမက်ဆီရောက်ရှိလာခဲ့ပြီးတဲ့နောက်ကမ္ဘာအာရုံစူးစိုက်မှုလက်မှတ်ရအောင်မြင့်တက်မှုမီဒီယာလွှမ်းမိုးမှုနဲ့မေဂျာလိရဲ့ကမ္ဘာလုံးဆိုင်ရာအဆင့်တန်းဟာမကြုံစဘူးတိုးတက်လာခဲ့တာကိုအားလုံးသိပါပဲဒါကြောင့်မက်ဆီပိတ်သက်တွေဟာရှီယာရဲ့ရိုနယ်ဒိုသာအင်္ဂလိပ်လိုတိုက်ပို့ပြီးတော့ကြီးကျယ်မယ်ဆိုတဲ့စကားကိုချက်ချင်းပဲဟာသားလုပ်ပြီးလှောင်ပြောင်တုံ့ပြန်သွားခဲ့ပါတယ်ဘောလုံးသမားတယောက်ရဲ့ဘောလုံးဆွဲရည်နဲ့လိပေါ်သက်ရောက်မှုဟာအင်္ဂလိပ် speaking scale level ပေါ်မှာမူတည်နေပြီလားဆိုတဲ့မိကုံကလက်ရှိမှာတော့ပိတ်သက်တွေကြားမှာရေပန်းစားလို့နေပါတယ်ရှီယာရဲ့စကားတွေထဲမှာအဓိကချက်ကရိုနယ်ဒိုကအင်္ဂလိပ်လိုတက်တဲ့အတွက်မီဒီယာရှေ့ဖန်နေရှင်းမှာပို့ပြီးတော့ကိုလုံးကိုထဲပို့ပြနိုင်မယ်လို့ဆိုတာပဲဖြစ်ပါတယ်ဒီနေရာမှာမက်ဆီပိတ်သက်တွေအချက်ချင်းပဲထိချက်ပြင်းတဲ့ဟာသားတွေနဲ့တုံ့ပြန်ခဲ့ပါတယ်အခုတော့မေဂျာလိကိုဇော်ရကတက်တဲ့ကစားသမားတွေကဘလွန်တော်ရဖို့အတွက်နိုင်ငံတကာဆက်ဆံရေးနဲ့ဘာသာဗေဒပွဲယူဖို့လိုအပ်နေပြီပေါ့မက်ဆီရဲ့မင်းဂိုးသွင်းဖို့ထက် The Quick Brown for Jeff over the Lazy Dog ကိုမှန်အောင်ရုပ်ပြဖို့ပိုအရေးကြီးနေပြီအခုမှသိတော့နေစမ်းကြလိုက်တာဖျားလို့ဆိုပြီးတော့ပိတ်သက်တယောက်ကလည်းပြောထားပါတယ်အခြားပိတ်သက်တို့ကလည်းမေဂျာလိကဘလွန်ပွဲတွေကျင်းပတဲ့နေရာလားဒါမှမဟုတ်အင်္ဂလိပ်စာအရေးချင်းစစ်ဆေးတဲ့စန်တာလားကျုပ်တို့ကဂိုးသွင်းတာဖန်တီးတာစူပလာတွေရတာကိုကြည့်ချင်တာအင်တာဗျူးမှာ Yes I am happy to be here လို့ပြောချင်တာကိုကြည့်ချင်တာမဟုတ်ဘူးနော်ရှီယာရဲ့မက်ဆီရဲ့ဘယ်ချေပွားလေးကသူပြောတဲ့အင်္ဂလိပ်စကားထက်အစာပေါင်းတန်းနဲ့ချီပြီးပို့ပြီးတော့နားလွယ်လေတယ်ဆိုပြီးတော့ထိထိမိမိနဲ့ဟုတ်ထားပါတယ်တကယ်တော့ရှီယာပြောချင်တာကမြောက်အမေရိကအားကစားဈေးကွက်မှာကျယ်ဝန်းတူအနေနဲ့မီဒီယာတွေနဲ့ပို့ပြီးတော့ထိတွေ့ဆက်ဆံနိုင်ရင်ကြော်ညာတွေပို့ရရင် talk show တွေမှာပို့ပါဝင်နိုင်ရင်ဈေးကွက်တန်ဖိုး marketing value ပိုကြီးမားတယ်ဆိုတဲ့ချက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့သူကဘလုံးသမားရဲ့အဓိကစွမ်းရည်ဖြစ်တဲ့ကစားကွင်းပေါ်ကစွမ်းဆောင်ရည်ကိုလစ်လို့ရှုပြီးဘာသာစကားကိုဦးစားပေးတဲ့အခါမှာတော့သူ့ရဲ့မြေဟာမေဂျာလိရဲ့တကယ်အားသာချက်ကဘောလုံးကစားတာမဟုတ်ဘဲစကားပြောကောင်းခြင်းသာဖြစ်တယ်လို့ပြည်သက်တွေကိုမြင်သွားစေခဲ့ပါတယ်။ရှီယာကမက်ဆီရဲ့အားနည်းချက်ကိုထောက်ပြရမှာအရန်အနေအေးလုံးနေဆိုတဲ့ချက်ကိုလည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒီချက်ကိုမက်ဆီပြည်သက်တွေကအနေအေးတယ်ဆိုတာအားနည်းချက်လားဆိုတဲ့အမြင်နဲ့ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။ပြည်သက်တို့ကမက်ဆီအနေထားအေးတာမှန်ပါတယ်။သူကအတန်ကျကျနဲ့မပြောတတ်ဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ဘလုံးဆွဲရည်နဲ့စူပလာတွေကသူ့အစအုပ်ဟိတ်ပြီးစကားပြောပြနေလို့ပါ။ရိုနယ်ဒိုကတော့မိုက်ခရိုဖုန်းကိုကင်ပြီးစူးလို့អော်နေရတယ်။မက်ဆီကတော့ဘောလုံးကိုကင်ပြီးဂိုးလို့អော်ခိုင်းလိုက်တာပဲ။ဘယ်သူကပိုထိရောက်လဲဆိုပြီးတော့ပြင်းပြင်းထန်ထန်ထုံးနှက်ထားပါတယ်။မက်ဆီရဲ့ကိုရီကိုသွေးကငြိမ်သက်ပြီးတော့အနေအေးတဲ့သူဖြစ်ပါတယ်။သူကအာယုံဆိုင်မှုကိုသူ့ရဲ့ကစားကွင်းပေါ်ကဆွမ်းဆောင်ရည်မော်ပါပဲထားရှိတဲ့သူပါ။မေဂျာလိကိုသူရောက်လာတော့လေတရားဝင်ကြေညာချက်တွေအင်တာဗျူးတွေထက်ပွဲတိုင်းမှာသူသွင်းယူခဲ့တဲ့အမကန်ဂိုးတွေနဲ့မေဂျာလိရဲ့တန်ဖိုးကိုမြင့်တင်ပေးခဲ့ပါတယ်။မက်ဆီပထမဆုံးစကစားခဲ့တဲ့လိကပ်ပြိုင်ပွဲမှာအင်တာမိုင်ယာမီကိုဘိုးဆွဲစေခဲ့တာဟာအင်္ဂလိပ်လိုတက်ဖို့ထက်ကွင်းထဲမှာတကယ်ကိုလုံးပြနိုင်ဖို့လိုအပ်တဲ့အကြောင်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ရှီယာရဲ့စကားတွေဟာမေဂျာလိပေါ်မက်ဆီရဲ့တကယ်သက်ရောက်မှုကိုလစ်လို့ရှုထားတယ်လို့ပြည်သက်တွေကဝေဖန်ခဲ့ကြပါတယ်။အချို့ဆိုရင်ရှီယာရဲ့စကားတွေပေါ်မက်ဆီပြည်သက်တွေကဘောလုံးပွဲတစ်ခုကိုကြီးကျယ်ခမ်းနားစေတာဟာကစားကွင်းထဲကမော်ဆန်တဲ့ခြေစွမ်းလားဒါမှမဟုတ်အင်တာဗျူးကနေကချုံဝေးတဲ့အင်္ဂလိပ်လိုစကားပြောစွမ်းရည်လားဆိုပြီးတော့မေးနေကြပါပြီ။ညီကိုတို့ကရောဘယ်လိုထင်ကြလဲပြောပြခဲ့ကြလို့ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။